ရှုံးပွဲကြုံထားတဲ့စူပါလက်နဲ့ဒါယာကာယက်တို့နှစ်ယောက်မှာဘသူကနိုင်ခြင်းများလဲအားလုံးပဲမင်္ဂလာပါဗျမာရှယ်မီနီယမ်မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ကျွန်တော်တို့လက်ရှိလာမယ့်15ရက်နေ့မှာဆိုလို့ရှိရင်တော့အလီခင်နဲ့ဥမာဂိမ်းတို့ပွဲပြီးရင်ထရိတ်တွေစိတ်ဝင်စားဆုံးပွဲကဒီပွဲပေါ့စူပါလက်ကလည်းရှုံးပွဲကြုံလာတယ်ဒါယာကာယက်ကလည်းရှုံးပွဲကြုံလာတယ်ဒီဖိုက်တာနှစ်ယောက်ကပြောရမယ်ဆိုလို့ရှိရင်ထိတ်တန်းအဆင့်ကစားသမားတွေဆိုပေမဲ့လက်တလုံးမှာရှုံးပွဲတွေကြုံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘသူကပြန်ပြီးတော့ခန်းဘက်ပြန်လာနိုင်မလဲဆိုတော့စိတ်ဝင်စားစရာပထမဆုံးပြောရမှာတော့စူပါလက်အကြောင်းလက်ရှိချိန်မှာတော့အသက်က30ရှိပြီသူအကောင်းဆုံးချိန်တော့ဆိုလို့ရှိရင်ဒါမွေထိုင်းရောကစ်ဘောင်စင်ချန်ပီယံကပတ်တွေရောကိုင်မြောက်ထားနိုင်နေဆိုပေမဲ့လက်ရှိချိန်မှာတော့ဒါကစ်ဘောင်စင်ကပတ်တစ်ခုပဲရှိတော့တယ်ပေါ့နော်အရက်အားဖြင့်9ပေ9လမ်းမရှိပြီးတော့သူ့အနေနဲ့ဒါ reach ကတော့82လမ်းအထိရှိရကစားသမားတစ်ယောက်မွေထိုင်းကစားတာအရင်များတယ်ဒါပေမဲ့ကစ်ဘောင်စင်ပွဲရင်လည်းအတိုင်းအတာတစ်ခုထိတော့ကစားမှုတဲ့အနေအထားရှိရပေါ့နော်သူ့ရဲ့ record ကပြောမယ်ဆိုရင်183ပွဲထိထုံးသက်ထားမှုပြီးတော့139ပွဲထိအောင်အနိုင်ရထားတာဖြစ်ပါဒီအတွက်ကြောင့်မလို့ record အရတော့တော်တော်လေးမြင့်တဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရတယ် One Championship မှာဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်လက်ရှိယူကီယိုဆာနဲ့နဘေးကိုနှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့ရှေ့ကျွန်တော်တို့ဒါ2021ကနေစပြီးတော့ဒီ2024ထိကရှုံးပွဲတွေလုံးဝကိုမရှိခဲ့တဲ့ကစားသမားတစ်ယောက်တကယ်ထိပ်တန်းဖိုက်တာတွေဖြစ်တဲ့ဒါဂျွန်နသန်ဟက်ဂဒီပြီးတော့ခွန်တိုရာနီတာကေရူရော့ထန်ဒီကစားသမားတွေကိုတောက်လျှောက်ဖျူပြခဲ့တာဖြစ်ပြီးတော့နဘေးကိုလည်းဒါ2023တော့တစ်ချိန်နိုင်ရရှိထားတယ်လက်ရှိချိန်မှာတော့သူ့အနေနဲ့နဘေးကိုရှုံးတဲ့အပြင်ယူကီယိုဆာကိုပါဒါအမှတ်နဲ့ထပ်ပြီးတော့ရှုံးနေထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရလက်ပိုင်းကတော့နှစ်ပွဲဆက်ရှုံးနေတဲ့အနေအထားတစ်ခုမှတော့ရှိပါနောက်တစ်ဖိုင်ယာတစ်ယောက်ကတော့ဒါယာကာယက်ကတော့အရက်က9ပေ10လမ်းမတိအောင်ရှိရယ်စူပါလက်ထက်စားလို့ရှင်တော့ဒါအရက်က3လမ်းမဝင်ကျင်လောက်ထိပို့ပြီးတော့မြင့်နေပေါ့နော်အသက်ကလည်း24နှစ်ဆိုတော့အသက်အရွယ်ပိုင်းအရာလည်းပို့ပြီးတော့ငယ်ရွယ်တဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရပါရုရှားဖိုင်တာဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်နောက်ဆုံးပွဲမှာဘရမ်ဘိုလက်ကိုနော့အောက်နဲ့ရှုံးနေခဲ့တယ်ပေါ့နော်ဒီပွဲမှာကျွန်တော်စိတ်ထင်တော့သူ့ရဲ့ wake up ပိုင်းတိုင်းတာတစ်ခုထိအစင်မပြေတဲ့အနေအထားရှိရလို့တော့ကျွန်တော်စိတ်ထဲမြင်နေဒါပေမဲ့ရှေ့အေးမတိုင်ခင်၄ပွဲစတိုက်မှာ knockout တွေ TKO တွေနဲ့ကြီးပဲတောက်လျှောက်အနိုင်ရတာဖြစ်ပါ One Championship မှာဆိုရင်7ပွဲထိုးသက်ထားပြီးတော့10ပွဲနိုင်လာတယ်2ပွဲရှုံးလာတယ်နိုင်လာတဲ့10ပွဲမှာဆိုလို့ရှိရင်5ပွဲလောက်ထိကဒါ knockout တွေနဲ့ပဲနိုင်လာတာဖြစ်ပါပြောရမယ်ဆိုလို့ရှိရင်တော့လက်ရှိအနေထားရတော့အခြေအနေကကျွန်တော်ကတော့စူပါလက်ထက်စားလို့ရှိရင်ဒါယာကာယဖတ်မှာကနည်းနည်းလေးအကြပိုင်းကိုရောက်တဲ့အခြေအနေတစ်ခုတော့မဟုတ်သေးဘူးလို့မြင်တယ်ဒါကကျွန်တော်ကဘာလို့ပြောလဲဆိုတော့ကျွန်တော်တို့ကစားသမားတစ်ယောက်ကဗျာ24နှစ်ဆိုရင်ဘယ်လိုပဲနေနေအသက်အရွယ်ရာကတော်တော်လေးကောင်းတဲ့အသက်အရွယ်တစ်ခုပဲရှိသေးတယ်ဒါယာကာယအနေနဲ့ရှေ့ကပွဲမှာဆိုလို့ရှိရင်သူ weight cut ပြဿနာကြီးဖြစ်တယ်တိတ်ပြီးတော့မယုံနိုင်ဘူးဒီအတွက်ကြောင့်မလို့ဒါ body shot တွေနဲ့ဒါတော့ဖြစ်သွားတဲ့ပုံစံမျိုးရှိရဆိုပေမဲ့ performance အရတော့အရန်ကြီးတော့မကြသေးဘူးဒီလိုပြောလို့ super leg ရဲ့ experience တွေ super leg ရဲ့ရခဲ့တဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်အနေနဲ့အထင်သေးရမှာမဟုတ်ဘူးဒါပေမဲ့ super leg အနေနဲ့သူ champion ဖြစ်ပြီးနောက်ပိုင်းမှာသူ့ရဲ့ training ပိုင်းတွေမှာနည်းနည်းစီရော့လာတယ်လို့မြင်တယ်ပေါ့နော်သူ့ရဲ့ခန္ဓာကိုယ်ကပြောမယ်ဆိုရင်ကျွန်တော်တို့သူအကောင်းဆုံးအချိန်ကရှိခဲ့တဲ့ခန္ဓာကိုယ်သက်စားလို့ရှိရင်အများကြီးရော့သွားတယ်လို့မြင်တယ်ဒါက training ပိုင်းတွေမှာသူ့အနေနဲ့အတိုင်းအတာတစ်ခုထိရော့သွားတယ်ဆိုတာလည်းမီးမောင်းထိုးပြနေတဲ့အနေအထားတစ်ခုရှိမယ်ပေါ့နော်ပြီးတော့ super leg ရဲ့လက်ရှိနောက်ဆုံး update body အနေအထားတွေကိုကျွန်တော်အနေနဲ့မြင်ရသလောက်တော့ရှေ့ကပွဲတွေလောက်တော့သူ့အနေနဲ့ training မရော့ဘူးသူပြန်ပြီးတော့တင်ထားတဲ့အနေအထားလေးရှိတယ်ဒါပေမဲ့အသက်အရွယ်ရဗျာပြောရမယ်ဆိုရင် champion တွေကဘယ်လိုမျိုးပုံစံမျိုးdownfall ဖြစ်သွားတာများလဲဆိုတော့ champion ဖြစ်လာပြီးလို့ရှိရင်သူတို့ training တွေအရင်တော့မရော့သေးဘူးတောက်လျှောက်တပါရဲ့ပြီးတော့ပညာပိုင်းရဲ့ champion ဆိုတဲ့ combo ရဲ့နဲ့ထိမ့်ပြီးတော့တောက်လျှောက်ကစားသွားတယ်တကယ်လို့ရှုံးပြီဆိုလို့ရှိရင်လည်းဘယ်လိုချိန်မှရှုံးလဲဆိုတော့အဲ့လိုမျိုး training တွေရော့ရနေပြီးတော့တိတိကျကျရော့လာတဲ့အချိန်ပြီးတော့ပြိုင်ဘက်ကငယ်ရွယ်ပြီးတော့သူတို့ထပ်ပိုကောင်းနေတဲ့အချိန်မှာရှုံးသွားပြီးရင်ပြန်ပြီးတော့ခန်းဘက်ပြန်လာနိုင်ဖို့ရာကအခွင့်အရေးနည်းသွားတတ်ပါဘာလို့လဲဆိုတော့ဒီစာလောင်မှုတစ်ခုပေါ့ဗျာကျွန်တော်တို့ MMA လောကမှာဆိုရင်
ပြောစကားရှိတာကဘာလဲဆိုတော့ဟိုချန်ပီယံတယောက်ကပိုးမွေရမှာအိတ်နေပြီးတော့မနက်9နာရီထပြေးဖို့ဆိုတော့တိတ်မလွယ်တော့ဘူးဆိုတဲ့ကိစ္စဘာလို့လဲဆိုတော့ကိုစိန်ခေါ်လာမဲ့ကွန်တက်တာတယောက်ကပြောမယ်ဆိုရင်တောက်လျှောက်သူအတွက်ကဗျာဘာမှမရဘူးသေးဘူးမရဘူးသေးတဲ့အတွက်ကြောင့်မလို့အပြင်းထန်ကိုလိုချင်နေရချန်ပီယံဖြစ်လာတဲ့ဒီအောင်မြင်မှုဒီစီးစိမ်တွေရပြီဒီအတွက်ကြောင့်မလို့သူကကျတော့တကယ်စာလောင်နေတဲ့အရွယ်ကိုကကျတော့ဘလို့ပဲနေဒီအောင်မြင်မှုတွေမှာဟိုနှစ်တစ်ခုလောက်နေပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ဟိုဒီနှစ်ယောက်ရဲ့ mentality ဘိုင်းကကွာလာတယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာဒီပွဲမှာလည်းကျွန်တော်အနေနဲ့ကတော့ Super Leg ရဲ့ပညာတွေအတွေ့အကြုံတွေကတော့ဒါရကရပ်တက်စားလို့ရှိရင်အများကြီးတာတယ်လို့မြင်တယ်ဒါပေမဲ့စာလောင်မှုပိုင်းနဲ့ပြန်ပြီးတော့ယုံထားတဲ့ရုံအားပိုင်းမှာတော့ဒါရကရပ်အနေနဲ့ Super Leg ထက်တော့ပို့ပြီးတော့တာပါလိမ့်မယ်ဒီစနေရပြောမယ်ဆိုလို့ရှိရင် Super Leg ကခြေခံချက်တွေအဓိကတာလိမ့်မယ်ပြီးလို့ရှိရင်တထောင်ရိုက်ချက်တွေတာပါလိမ့်မယ်ဒါမဲ့ဒီနေရာမှာဒါရကရပ်ပါလက်သီးအရှိတွေသာထုတ်သုံးမှများတယ်ဆိုလို့ရှိရင် Super Leg ရဲ့တထောင်ရိုက်ချက်တွေကအရန်ကြီးထင်တဲ့လောက်ကြီးအလုပ်ဖြစ်ဖို့ရနည်းနည်းလေးခက်ခဲသွားလိမ့်မယ်လို့ကျွန်တော်စိတ်ထဲမြင်တယ်ဒါပေမဲ့ဒါရကရပ်ဖြစ်လက်သီးထိုးချက်တွေကလည်း Super Leg ကိုလုံးဝကြီးထိရနဲ့ knockout ဖြစ်သွားစေမယ်ဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်အနေနဲ့မထင်မိဘူးဘာလို့လဲဆိုတော့ Super Leg ကအဲ့လောက်ကြီးမာကုန်ရော့တယ်ပြောတာမှမဟုတ်ပါရှုံးခဲ့တဲ့ပွဲတွေမှာဆိုရင်လည်းနောက်ဆုံးနှစ်ပွဲရှုံးခဲ့တယ်ဆိုပေမဲ့ decision နဲ့ပဲရှုံးခဲ့တာနဘေးကသူ့ကို share ကန်ပြီးတော့ဒူးတိုက်ချက်တွေတုံးခဲ့တာတော့မှပဲသူ့အနေနဲ့ဒီအလဲထုံးနဲ့ရှုံးနေကြတာမရှိခဲ့ဘူးပေါ့နော်ဒီအတွက်ကြောင့်မလို့ဒါရကရပ်အနေနဲ့ဟို knockout ကြီးရဖို့စဉ်းစားပြီးတော့ရိုင်းပြင်ဆင်လာတော့မရဘူးအမှန်နဲ့ကစားတဲ့တိုက်ပွဲမျိုးမှာလည်းသူ့အနေနဲ့အနိုင်ရအောင်လို့ game plan ချလာမှာဖြစ်လိမ့်မယ်ဒါရကရဲ့ဒါခြေခံချက်တွေကလည်းတိုင်းတာတစ်ခုတည်းမစိုးဒီ fighter နှစ်ယောက်က clean share ဝင်သွားတယ်ဆိုရင်တော့ဘယ်လိုပဲနေအတွေ့အကြုံအများကြီးပို့တာတဲ့ Super Leg ကတော့နည်းနည်းပို့တာလောက်တယ်သူအရက်နေနေသည့်တိုင်အောင်ဒီအတွေ့အကြုံပိုင်းရဗျာ clean share ရောက်သွားပြီဆိုရင် grappling ပုံစံမျိုးပဲအတွေ့အကြုံရအလုံးလုံးသွားပါတော့ခဏကွာဒီအတွက်ကြောင့်မလို့ clinch ပိုင်းမှာတော့တိတ်မကစားသင့်ဘူးလို့မြင်တယ်ဒါရကရဲ့အနေနဲ့လက်သီးပိုင်းကိုပဲအဓိကရှင်းထိုးပြီးတော့ခြေခံချက်တွေနဲ့အကွာဝေးထိန်းထားဖို့လိုပါလေ Super Leg ကတော့ခြေခံချက်တွေနဲ့ဒုက္ခပေးပြီးတော့ပိုးပြီးတော့ဝင်ပြီးတော့ဝုံတိုင်းဆိုပြီးထိုးမဲ့အနေအထားရှိပါတယ်ဒါပေမဲ့လက်သီးပိုင်းမှာရောတော့ဒါ Super Leg ရဲ့လက်သီးပိုင်းကအရင်ကြီးတော့အားရစရာတော့မရှိဘူးပေါ့နော်ခြုံပြီးတော့ပြောရမယ်ဆိုလို့ရှင်တော့စာလောင်မှုအပိုင်းပြီးလို့ရှင်ငယ်ကုံပိုင်းပြီးလို့ရှိရင်နည်းနည်းလေးရုံးအားပိုင်းရတော့ဒါရကရပ်ပတ်သွားနိုင်တယ်ဒီအတွေ့အကြုံပိုင်း clinch ပိုင်းနဲ့ခြေခံချက်တွေပိုင်းကတော့ Super Leg ကတာနိုင်တယ်လို့တော့မြင်ပါဘယ် fighter ကနိုင်မလဲဆိုတော့ကျွန်တော်ပွဲကြိုသုံးချက်မှာအသေးစိတ်ကျွန်တော်ရဲ့အမြင်ကိုအဓိကပြပြပေးသွားမှာဖြစ်ပါအားလုံးပဲသဘောကျလိမ့်မယ်လို့ပြောနေပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်